သူ့ရဲ့တဏှာကြီးလာလက်နက်ဆိုးကြီးရဲ့တကယ်ဆွမ်းအားအစစ်မှန်ကိုသိရှိနိုင်ဖို့အတွက်သူဟာလန်ခီမှာတွေ့သမျှနိုင်ငံအလုံးကိုလိုက်လံစိန်ခေါ်ခဲ့ပါတယ်။ကမ္ဘာမြေရဲ့အစွန်ဖျားအထိနေရာအနှံ့လှည့်လည်ခဲ့တာကရှေးဟောင်းခေတ်ကနေခေတ်သစ်ကာလအထိသူ့ရဲ့ကိုယ်ပိုင်နယ်မြေကနေအဝေးဆုံးဒေသတွေထိခီးနေခဲ့ပါတယ်။သူ့ရဲ့ချီတက်မှုကိုတားဆီးနိုင်တဲ့မျိုးပြရည်လို့မရှိခဲ့တယ်လို့သူ့ရဲ့တိမ်ပိုက်မှုအောက်ကနေလွတ်မြောက်သွားတဲ့ခံတပ်ဆိုတာလည်းမရှိခဲ့ပါဘူး။အဲ့ဒီရှေးဟောင်းလက်နက်အစွမ်းကြောင့်ပဲသူဟာကမ္ဘာပေါ်မှာအင်အားကြီးဆုံးစစ်တပ်ကိုတီထောင်နိုင်ခဲ့ပြီးသူ့ရဲ့စစ်တီတော်တိုင်းဟာမတေမျိုးအသက်ကိုပိုင်ဆိုင်ခွင့်ရခဲ့ကြပါတယ်။တနေ့မှာတော့သူဟာရှေးဟောင်းစာအုပ်တအုပ်ကိုဖတ်ရှုရင်းနဲ့တာလော့စ်လို့ခေါ်တဲ့လူတူဝေးရနေရာတစ်ခုရှိနေမှန်းသိရှိသွားခဲ့ပါတယ်။ဒဏ္ဍာရီတွေအရအဲ့ဒီနေရာမှာရှေးဥမော်ပညာတွေတည်ရှိနေပြီးနတ်ဖျားတွေတောင်နေထိုင်ကြတယ်လို့ဆိုပါတယ်။စူဇန်ကျင်စိတ်ပြင်းထန်သွားတဲ့သူဟာအဲ့ဒီရွာရဲ့အဝင်ဝကိုရှာဖွေဖို့ချက်ချင်းပဲထွက်ခွာခဲ့ပါတော့တယ်။ဒါပေမဲ့အဲ့ဒီဝါတော်ကြီးထဲမှာထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်နေခဲ့ပါတယ်။ဝါတော်တစ်ခုလုံးကအဆက်မပြတ်ရွေ့လျားနေတယ်လို့ပါပဲ။သူတို့ချီတက်လာတဲ့ကျေပြန့်လင်းထိန်နေတဲ့လမ်းမကြီးဟာတဖြည်းဖြည်းနဲ့လမ်းပိတ်နေတဲ့လမ်းချင်းလေးဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဘာဖြစ်နေမှန်းသတိပြုမိလိုက်တဲ့အချိန်မှာတော့သူတို့ရဲ့မော်တော်ယာဉ်ဟာ6ကမ်းပါးလေးကိုပြုတ်ကျနေပြီဖြစ်ပါတယ်။သူ့ရဲ့လက်နက်အစွမ်းကြောင့်ရှမ်းဟာကားထဲကနေအချိန်မီခုန်ထွက်နိုင်ခဲ့ပေမဲ့ဆိုးရွားတဲ့ကံကြမ္မာနဲ့ရင်ဆိုင်လိုက်ရတဲ့သူ့ရဲ့ရဲဘော်တွေကိုတော့စိတ်မကောင်းစွာနဲ့ပဲနှုတ်ဆက်လိုက်ရပါတော့တယ်။ထူထပ်လာတဲ့ဝါတော်ကြီးကိုဖျက်ကျော်ပြီးတဲ့နောက်မှာတော့အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ရုတ်တရက်ထွက်လာတာကိုမြင်လိုက်ရပါတယ်။ရှမ်းကတာလော့စ်ရွာရဲ့အဝင်ဝဘယ်မှာလဲလို့မြင်ခဲ့ပေမဲ့သူမကတော့ဒီရွာဟာသူ့ကိုအလိုမရှိဘူးလို့ပဲပြန်ပြောခဲ့ပါတယ်။ဘာမှစဉ်းစားမနေပဲရှန်ကချက်ချင်းတိုက်ခိုက်လိုက်ပေမဲ့အံ့ဩစရာကောင်းတာကအဲ့ဒီအမျိုးသမီးဟာသူ့ရဲ့တိုက်ကွက်ကိုအလွယ်တကူပဲရှောင်တိန်သွားခဲ့ပါတယ်။နှစ်ပေါင်း1000တိုင်တိုက်ပွဲတွေဆင်နွှဲပြီးနေမြေတွေတိမ့်ပိုက်လာခဲ့တဲ့တခြားမှာသူ့ကိုရင်ပေါင်တန်းပြီးတိုက်ခိုက်နိုင်မဲ့သူမျိုးတစ်ခါမှမတွေ့ခဲ့ဘူးပါဘူး။ဒါပေမဲ့သူအသေးချာယုံကြည်သွားတဲ့အချက်တစ်ခုကတော့သူ့ရှိကအမျိုးသမီးဟာတာမန်လူသားတစ်ယောက်လုံးဝမဟုတ်ဘူးဆိုတာပါပဲ။